လူအများစုဟာသူတို့ဘာလုပ်ချင်တယ်ဘာဖြစ်ချင်တယ်ဆိုတဲ့အလိုဆန္ဒတွေကိုပုံမှန်လင်းလင်းထုတ်ပြတတ်ကြပါတယ်ဒါပေမဲ့အာနာဇတ်နီးပြူဟာမှာတော့ဒါဟာတင်းရဲ့အကြီးမားဆုံးအမှားပါပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့အာနာဇတ်ဆောင်တဲကဥပရိတာ3ဖြစ်တဲ့အလိုဆန္ဒကိုလှုပ်ဝက်ထားပါဆိုတဲ့အတိတ်ပဲနန်းနေတဲ့နီးပြူဟာအကြောင်းကိုမျှဝေပေးသွားပါမယ်တင်ပါလို့မယ်ဆိုတာကိုလူတွေမသိအောင်ဖုံးကွယ်ထားနိုင်ခြင်းဟာတင်ကိုဘလို့စွမ်းအားတွေပေးစွမ်းနိုင်မလဲဆိုတာကိုစက်ကြည့်လိုက်ရအောင်ဒီဥပဒေရဲ့အဓိကလှုပ်ဝက်ချက်ကတော့လူတွေကိုအမောင်ထဲမှာပဲထားပါဆိုတာပါပဲတင်ပါလို့ချင်မှန်းတင်ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကိုလူတွေမတီးပဲလှုပ်ဝက်ထားနိုင်ရင်တင်ကိုဘယ်သူမှတားဆီးလို့မရပါဘူးသူတို့တွေတင်းရဲ့နောက်ထပ်ခြေလမ်းကိုမခံမနိုင်တဲ့အတွက်တင်းကိုတိုက်ခိုက်ဖို့ဒါမှမဟုတ်ဟန်တာဖို့ပြင်ဆင်ခြင်းရမှာမဟုတ်ပါဘူးလူအများစုဟာပွင့်လင်းယူတာတာကိုပဲအကောင်းဆုံးလို့ထင်တတ်ကြပါတယ်ဒါပေမဲ့ပွင့်လင်းလန်းဆန်းလွန်တဲ့အခါလူတွေကတင်းကိုကြောက်ရွံ့မှုမရှိတော့ပဲတင်းကိုအလွယ်တကူထိမ့်ချုပ်တာလွန်သွားနိုင်ပါတယ်ဒါကြောင့်တင်းရဲ့အစီအစဉ်တွေကိုလှုပ်ဝက်ထားပါလူတွေတင်းရဲ့ရည်ရွယ်ချက်အမှန်ကိုတတိမထားမိလိုက်တဲ့အချိန်ကြာမှပဲအလုံးနဲ့တတိပြလိုက်ပါဒါဆိုရင်တင်းရဲ့အလိုဆန္ဒနဲ့ရည်ရွယ်ချက်ကိုဘယ်လိုဖုံးကွယ်မလဲစာအုပ်ထဲမှာနီလန်နှစ်ခုနဲ့ရှင်းပြပေးထားပါတယ်ပထမနီလန်ကတော့တရင်အမှားပေးခြင်းတင်းရဲ့ရည်ရွယ်ချက်အမှန်မဟုတ်တဲ့တခြားအရာတွေကိုစိတ်ဝင်စားပြလိုက်ပါတင်းကိုစောင့်ကြည့်နေတဲ့သူတွေဟာအဲ့ဒီအရင်နောက်ကိုလိုက်နေချိန်မှာတင်ကတော့တင်းရဲ့စစ်မှန်တဲ့ပန်းတိုင်ကိုရအောင်ယူလိုက်ရုံပါပဲဒုတိယနီလန်ကတော့မိကိုဖုံးခွဲခြင်းဖြစ်ပါတယ်အမြဲတမ်းပုံမှန်အတိုင်းရိုးရိုးရှင်းရှင်းပဲပြုမှုနေထိုင်ပါရိုးစင်းလွန်းတဲ့ပြုမှုနေထိုင်မှုမိကိုဖုံးနောက်မှာတင်းရဲ့အစီအစဉ်ကြီးကိုဖုံးကွယ်ထားပါလူတွေကတင်းကိုအန္တရာယ်မရှိတဲ့သူလို့ထင်မှတ်သွားအောင်လုပ်ထားတာအကောင်းဆုံးလက်နက်ပါပဲဒါဆိုကျွန်တော်တို့နေ့စဉ်ဘဝနဲ့လုပ်ငန်းခွင်မှာဒီဥပဒေတာကိုဘယ်လိုတုံးရမလဲမအောင်မြင်ခင်ကြိုပြီးတော့မကြွားပါနဲ့တင်းရဲ့စီးပွားရေးတိုးတက်မှုအစီအစဉ်အလုပ်ပြောင်းဖို့အစီအစဉ်ဒါမှမဟုတ်ရင်းနှီးမြှုပ်နှံမှုတွေကိုနှုတ်လုံအောင်ထိန်းထားပါစကားအများကြီးမပြောပါနဲ့တင်စကားပြောလေလေတင်းရဲ့အတွေးနဲ့ရည်ရွယ်ချက်ကိုတဲလွန်စပေးလိုက်လေပါပဲအမှန်မတင်ပေါ်စားတယ်လို့ပြပါအရေးပါတဲ့ပန်းတိုင်ကိုတွားနေချိန်မှာရိုးရှင်းတဲ့ပြုမှုပုံတွေနဲ့တစ်ဖက်လူကိုပေါ်စားသွားအောင်လှုပ်ထားပါမှတ်ထားပါတင်းရဲ့ကတ်တွေကိုရင်ဘတ်မှာပဲကတ်ထားပါဝဲပြီးမှပဲလှမ်းပြလိုက်ပါဒီ operator တုံးအပေါ်တင်းရောဘယ်လိုမြင်ပါသလဲအောက်က comment လေးမှာဆွေးနွေးပေးခဲ့ကြပါအောင်နော်နောက်ထပ်အာနာဇတ်ဥပဒေတာတွေကိုဆက်လက်နားဆင်ကြရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ရှိပါတယ်